ကောင်လေးတယောက်ဟာဘာပဲစားစားပြုတ်အန်ကျင်စိတ်တွေပေါ်လာတတ်တဲ့ယောဂဆန်းတစ်ခုကိုခံစားနေရပါတယ်။သူ့အဖိုးကသူ့ရဲ့ယောဂပျောက်ကင်းသွားမလားဆိုတဲ့မျှော်လင့်ချက်နဲ့နေ့စဉ်ထမင်းချက်စရာတစ်စက်ယောက်ကိုမှားယမ်းပြီးအစားအစာတွေချက်ခိုင်းပေမဲ့ကောင်လေးကတော့ဘယ်ဟင်းလျာကိုမှမနှစ်သက်ခဲ့ပါဘူး။အဲ့ဒီအစားအစာတွေကိုသူပိုလို့တောင်မုန်းတီးလာခဲ့ပါတယ်။တနေ့မှာတော့သူစားထားတဲ့အစားအစာတွေကိုအန်ထုတ်လိုက်ပြီးတဲ့နောက်တိုင်လုံးဘေးမှာချထားတဲ့ရေနွေးငွေးနဲ့ပေါင်းထားတဲ့မုန့်နှလုံးကိုသူမြင်လိုက်ရပါတယ်။အဲ့ဒီမုန့်နှံကိုရလိုက်တာနဲ့သူဖျားနာပြီးကလေးကပထမဆုံးအကြိမ်ဖြစ်အစားစားခြင်းစိတ်ပေါ်လာပါတော့တယ်။မြေဖြစ်သူဆန္ဒနဲ့သူအစားစားတာကိုမြင်လိုက်ရတဲ့အခါအဖိုးဖြစ်သူဝမ်းသာအားရဖြစ်သွားပါတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲမိန်းကလေးငယ်တယောက်ပြေးလာပြီးကောင်လေးကိုတွန်းလဲလိုက်ပါတယ်။သူမကကောင်လေးကိုသူမရဲ့မုန့်တွေကိုခိုးစားတယ်လို့ဆွဆွလဲလိုက်ပါတယ်ကောင်လေးကဒေါသထွက်သွားပြီးဒီမုန့်တွေကညစ်ပတ်တယ်ငါဘယ်တော့မှအောက်ကျခံပြီးစားမှာမဟုတ်ဘူးလို့ရန်လိုပြောဆိုလိုက်ပါတယ်။မိန်းကလေးကတော့သူ့နဲ့အငင်းပွားမနေတော့ပဲလှည့်ထွက်သွားပါတော့တယ်။အဖိုးဖြစ်သူကတော့အဲ့ဒီမုန့်တွေကိုဘယ်မှာဝယ်ရတယ်လဲဆိုတာသိချင်တာနဲ့မိန်းကလေးနောက်ကိုလိုက်သွားပါတယ်ခဏအကြာမှာတော့မိန်းကလေးကမုန့်တွေကိုသူ့မွေးစားမိခင်စီယူသွားပြီးသူကိုယ်တိုင်လှုပ်ထားတာဖြစ်ကြောင်းပြောပြပါတယ်အဲ့ဒီအချိန်မှာပဲအိမ်ပိုင်ရှင်ရောက်လာပြီး3ရက်အတွင်းအိမ်လာခမပေးနိုင်ရင်အိမ်ကနေနှင်ထုတ်မယ်လို့ချိန်ချောက်သွားပါတယ်မွေးစားမိခင်ကသူ့ရဲ့ခြေထောက်မတန်ဆွမ်းတာကမိန်းကလေးအတွက်ဝင်ထုတ်ဝင်ပိုးဖြစ်နေပြီလို့အပြစ်ရှိတယ်လို့ခံစားရင်းတောင်းပန်နေပါတယ်မိန်းကလေးကတော့အမေသာကျမကိုခေါ်မှပေးမထားရင်ကျမနှစ်သိမ့်နေတာကြာပြီလို့ပြောပြီးနှစ်သိမ့်ပေးလိုက်ပါတယ်အနီးနားမှာပုံကြည့်နေတဲ့ကောင်လေးရဲ့အဖိုးကသူတို့စကားပြောတန်တွေကိုအကုန်ကြားလိုက်ရပါတယ်။သူကမိန်းကလေးစီချက်ချင်းသွားပြီးကောင်လေးရဲ့ကိုယ်ပိုင်စားဖို့မှုအဖြစ်အလုပ်လုပ်ပေးရင်မိသားစုရဲ့အိမ်လခတွေကိုအကုန်တာဝန်ယူပေးမယ်လို့ကမ်းလှမ်းလိုက်ပါတယ်။ဘာကြောင့်သူ့ကိုရွေးရတာလဲလို့မွေးစားမိခင်ကမေးတဲ့အခါအဖိုးကကောင်လေးရဲ့မိဘတွေကားတိုက်မှုကြောင့်ဆုံးပါသွားခဲ့ရတာကိုမျက်မြင်ကြုံခဲ့ရတဲ့နောက်ပိုင်းအစားအစာတွေကိုညှင်းဆန်ခဲ့ပုံမိန်းကလေးလုပ်ပေးတဲ့မုန့်တွေကိုသာအမထုတ်ပဲစားနိုင်ခဲ့ပုံတွေကိုရှင်ပြပါတယ်ကောင်လေးရဲ့ကြေကွဲစရာအတိတ်ကိုကြားရတဲ့အခါမိန်းကလေးကကူညီဖို့သဘောတူလိုက်ပါတယ်။နောက်တနေ့မှာမိန်းကလေးကောင်လေးအိမ်ကိုရောက်လာပါတယ်မိန်းကလေးကိုမြင်တာနဲ့မနေ့ကတခိုးလို့ဆွဆွဲခဲ့တာကိုသတိရသွားပြီးကောင်လေးကမုံစားဖို့ညှင်းဆန်ပါတယ်ဒါပေမဲ့မိန်းကလေးကလုံးဝဂရုမစိုက်ပဲမုံတလုံးကိုကောင်လေးပါဇက်ထဲချက်ချင်းထိုးထည့်လိုက်ပြီးမင်းမိဘတွေကမင်းကိုကာကွယ်ရင်းအသက်ပေးသွားခဲ့တာအခုလိုအစာနှက်ခံပြီးကိုနှိမ့်ဆက်နေတာကသူတို့ရဲ့အသက်ကိုအလကားဖြစ်အောင်လုပ်နေတာပဲလို့ပြင်းပြင်းထန်ထန်စူပူလိုက်ပါတယ်အဲ့ဒီအခါကောင်လေးတယောက်အပြစ်ရှိတယ်လို့ခံစားသွားရပြီးသူရတဲ့မုံကိုကိုအောင်စားလိုက်ပါတယ်အဲ့ဒီနေ့ကစပြီးမိန်းကလေးကနေတိုင်းဟင်းအစ်တွေတီထွင်ချက်ပြုတ်ပေးပြီးကောင်လေးကိုလည်းသူနဲ့အတူချက်ပြုတ်နည်းတွေလေးလာခိုင်းပါတယ်ကောင်လေးအစားစားနိုင်လာပေမဲ့သူကမိန်းကလေးချက်ပေးတာကိုပဲစားနိုင်ပါသေးတယ်မိန်းကလေးကကျမကမင်းရဲ့စဖို့မှုအဖြစ်တစ်သက်လုံးရှိနေပေးလို့မရဘူးတခြားသူတွေချက်တာကိုလည်းစားကြည့်ရမယ်လို့ပြောပြီးသူ့မွေးစားမိခင်စီထမင်းသွားပို့ဖို့ထွက်သွားပါတယ်ကောင်လေးကအဖိုးဖြစ်သူကိုသူမကိုကျွန်တော်နားမှာတစ်သက်လုံးရှိနေအောင်လုပ်ပေးလို့မရဘူးလားလို့မေးပါတယ်အဖိုးကဇနီးမယားဖြစ်မှာပဲတစ်သက်လုံးအတူနေလို့ရမှာပေါ့လို့ပြန်ဖြေလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲသူ့ရဲ့ဝမ်းကွဲညီမလေးကသူကိုယ်တိုင်ဖုတ်ထားတဲ့ကုတ်ကီးတွေကိုယူလာပေးပါတယ်မိန်းကလေးပြောတဲ့စကားကိုသတိရပြီးကောင်လေးကမစားချင်စားချင်နဲ့တကိုက်ကိုက်ကြည့်ပေမဲ့ချက်ချင်းပဲအန်ထုတ်လိုက်ရပါတယ်ဒါကကောင်လေးကိုမိန်းကလေးကိုသူ့အနားမှာပဲရှိနေစေချင်တဲ့စိတ်ကိုပိုပြီးပြင်းပြလာစေပါတယ်တစ်ဖက်မှာလည်းမိန်းကလေးအိမ်ပြန်ရောက်တဲ့အခါသူ့ရဲ့အရင်ဖြစ်တဲ့အမေရင်းကသူ့ကိုလိုက်ရှာနေကြောင်းသိလိုက်ရပါတယ်ခဏအကြာမှာပဲအမေရင်းကရောက်လာပြီးသူမကိုတင်းတင်းကြပ်ကြပ်ပွေးဖက်လိုက်ပါတယ်မိန်းကလေးဟာငယ်စဉ်ကတည်းကမိဘတွေရဲ့ရန်သူတွေကခိုးယူသွားခြင်းခံခဲ့ရပြီးအမေဖြစ်သူကနှစ်ပေါင်းများစွာလိုက်ရှာနေခဲ့တာဖြစ်ပါတယ်မိန်းကလေးတယောက်သူ့အမေရင်းနဲ့အတူထွက်သွားရတော့မယ်နောက်ထပ်ဘယ်တော့မှပြန်လာတော့မှာမဟုတ်ဘူးဆိုတာသိလိုက်ရတဲ့အခါကောင်လေးကသူ့ကိုလိုက်ရှာဖို့ချက်ချင်းပဲစူးစမ်းပါတော့တယ်အဖိုးဖြစ်သူကအစီကံတွေကိုတားခိုင်းလိုက်ပြီးသူမမင်းအတွက်စားလေးတစ်စောင်ခြံထားခဲ့တယ်အစားကောင်းကောင်းစားပြီးကျန်းမာအောင်ကြီးပြင်းလာပါတယ်လို့ပြောပြပါတယ်ကောင်လေးကကျွန်တော်ကြီးပြင်းလာရင်သူ့ကိုပြန်ခေါ်လာနိုင်မှာလားလို့အဖိုးကိုမေးလိုက်ပါတယ်အဖိုးကကောင်လေးစိတ်မကောင်းဖြစ်မှာစိုးလို့ဘာမှပြန်မငင်းတော့ပါဘူးအဲ့ဒီအချိန်ကစပြီးကောင်လေးတယောက်သူ့ကိုယ်သူပြန်လဲဂရုစိုက်ပြီးအစားကောင်းကောင်းစားတော့မယ်လို့စိတ်ဆုံးဖြတ်လိုက်ပါတော့တယ်